အားလုံးပဲမင်္ဂလာပါရှင်နောက်ထပ်ကိုဝင်လွယ်ထားရပြီဖြစ်တဲ့စံဒီမြင့်လွင်မင်္ဂလာပါပရိသတ်ကြီးပရိသတ်တွေရဲ့ချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့တရုတ်ဆောင်အဆိုတော်စံဒီမြင့်လွင်ကတော့သူတို့မိသားစုလေးအတွက်နောက်ထပ်ကိုဝင်လွယ်ထားရပြီလို့လည်းပရိသတ်ကိုအသိပေးလာတာပါပရိသတ်အချစ်တော်အဆိုတော်တရုတ်ဆောင်စံဒီမြင့်လွင်ကတော့လက်ရှိမှာချစ်ရတဲ့ခင်ပွန်းနဲ့အတူသမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီးတော့တာယာပျော်ရွှင်ချမ်းမြေ့ဝဲမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါအခုလက်ရှိမှာလည်းတူရီတော့သမီးလေးခင်လင်းထင်ခေါ်ထရက်ရှာလေးအတွက်မောင်လေးတယောက်ကိုမကြခင်မှာမွေးဖွားပေးတော့မယ်လို့စနေမြင့်လင်ကပရိသတ်ကိုရင်ဖွင့်လာတာလည်းဖြစ်ပါတယ်စနေမြင့်လွင်ရဲ့သမီးလေးထရက်ရှာလေးကလည်းချစ်စရာကောင်းပြီးတော့အရွယ်နဲ့မလိုက်အောင်စကားတက်လွန်သူဖြစ်ပါတယ်အဲလိုတွန်းလက်ချက်ချလို့လည်းပရိသတ်တွေကလည်းထရက်ရှာလေးကိုအချစ်ပူနေကြတာပဲဖြစ်ပါတယ်အမှုပညာပေးစာပါတဲ့ထရက်ရှာလေးကလည်းအခုလက်ရှိမှာတော့မိခင်ဖြစ်သူစနေမြင့်လင်နဲ့တွဲဖက်ပြီးတော့လေကြော်ညာတွေရိုက်ကူးနေတာပါထရက်ရှာလေးရဲ့လှုပ်ရှားမှုတွေချစ်စရာကောင်းတဲ့အပြောအဆိုအပြုမှုလေးတွေကတော့ပရိသတ်တွေကိုအချစ်ပိုစေနေတာပဲဖြစ်ပါတယ်တရုတ်ဆောင်စနေမြင့်လင်ကိုယ်တိုင်ကလည်းဆိုရှယ်မီဒီယာပေါ်မှာသမီးလေးရဲ့လှုပ်ရှားမှုတွေကိုအမြတ်တစေမှတ်တမ်းတင်ပေးနေရကြောင်းလေထရက်ရှာလေးကိုပရိသတ်တွေကအသေးရနေကြတာပဲဖြစ်ပါတယ်ကိုထက်သူ့ကိုပိုချစ်နေကြတာပေါ့နော်အခုတော့သူကကိုထက်ပို့ပြီးတော့ဆရာကြသွားတာပေါ့သူ့ကိုပို့ပြီးချစ်ပေးကြလို့ဝန်တာတယ်ကိုကိုဆိုရင်တော့ချစ်တဲ့သူရှိမယ်မချစ်တဲ့သူရှိမယ်သူ့ကိုကြတော့အကုန်လုံးကချစ်ကြတယ်အဲ့အတွက်ဝမ်းလဲဝမ်းတာတယ်ပျော်လဲပျော်တယ်သမီးလေးလည်းချစ်ပေးတယ်ဆိုတာကလည်းကိုကိုချစ်တဲ့အခန်းရှိလို့ချစ်ပေးကြတာပဲလို့မြင်နေသူ့ကိုချစ်ပေးကြတဲ့အတွက်အလုပ်တွေလည်းပိုအဆင်ပြေလာတယ်အလုပ်တွေလည်းအများကြီးပိုလုပ်လာရတဲ့အတွက်ပြောပါတယ်လို့စနေမြင့်လင်ကသမီးဖြစ်သူနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကိုရင်ဖွင့်ထားတာပါထရက်ရှာကတော့အမေထက်အဖေကိုပိုချစ်တယ်အမေကိုတော့တနာချစ်နဲ့ချစ်ပါတယ်သူနဲ့သူ့အဖေကအရန်ကိုခရမစီမိရဲ့သူ့အဖေအပေါ်တင်စရာမလိုအောင်ချွတ်တက်တယ်လို့စနေမြင့်လင်ကပြောထားပါသေးတယ်အခုလက်ရှိမှာတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတွေကိုတော့နောက်ထပ်သားလေးတယောက်ရောက်လာတော့မယ်လို့လည်းစနေမြင့်လင်ကဆိုထားပါတယ်စနေမြင့်လင်ကအခုလက်ရှိမှာတော့ဒုတိယမြောက်ကိုဝင်လွယ်ထားပြီးတော့လေးလကျော်ပြီလို့လည်းပရိသတ်တွေကိုရင်ဖွင့်ထားပါတယ်စနေမြင့်လင်ရဲ့သမီးလေးဖြစ်တဲ့ထရက်ရှာကတော့သူနဲ့အတူကစားပေါ်ရအောင်လို့မိန်းကလေးပဲလိုချင်နေရလို့လည်းစနေမြင့်လင်ကပြောထားပါတယ်ထရက်ရှာလေးကိုမောင်လေးယူမလားညီမလေးယူမလားလို့မေးလိုက်တိုင်းမှာလေညီမလေးပဲယူမယ်လို့အမြဲပြောတတ်တယ်လို့လည်းဆိုပါတယ်အခုတစ်ခေါက်ကသားလေးဆိုတော့ဘယ်လိုပုံစံမျိုးထရမလဲဆိုပြီးတော့ရင်ခုန်နေအခုတော့သားရှင်မမေဖြစ်သွားပြီဆိုတော့ကိုကစင်ဘောကပဲတချို့ဆိုရင်အခုကလေးကကျိုးပွိုင်းနဲ့မမေဆိုပြီးတော့လာခေါ်နေသူတွေတောင်ရှိနေပြီလို့လေစနေမြင့်လင်ကအရှင်ဖောက်ပြီးတော့ပြောထားပါသေးတယ်အခုလက်ရှိမှာတော့စနေမြင့်လင်တို့မိသားစုလေးကတော့သားလေးမွေးတော့မှဖြစ်လို့တမိသားစုလုံးပျော်ရွှင်နေတယ်လို့လည်းပြောပြထားပါတယ်။သားလေးဆိုတော့ရှင်ပြုလို့ရသွားပြီ။သားလေးရှင်ပြုရင်လည်းတန်ဃာတွေကိုလည်းအလူအကျကြီးပြုလုပ်လို့ရပြီ။အခုသားလေးရှင်ပြုဖို့အထီကိုပတ်စံတောင်ကြိုးစုထားပြီလို့လည်းမမွေးရသေးတဲ့သားလေးအတွက်ကြိုတင်ပြင်ဆင်ဖြစ်ပုံလေးကိုလည်းစနေမြင့်လင်ကဝေမျှထားပါသေးတယ်။သမီးဖြစ်သူထရက်ရှာလေးကတော့ညီမလေးကိုလိုချင်ပေမဲ့မောင်လေးဆိုတဲ့အခါမှာတော့ပထမတော့စိတ်ဆိုးသွားပေမဲ့အခုလက်ရှိမှာတော့မောင်လေးပဲယူတော့မယ်ဆိုပြီးတော့ဘိုက်ကိုမကြလာလာနေတယ်လို့လေစနေမြင့်လင်ကပြောထားပါတယ်ထရက်ရှာလေးကညီမလေးရရင်စင်ပေးချင်တာလေယောက်ျားလေးဆိုတော့သူစင်ပေးလို့မရလို့နည်းနည်းစိတ်မကောင်းဖြစ်တာပေါ့နောက်တော့လဲမမောင်လေးဆိုပြီးတော့ဘိုက်ကိုလာနေရပဲအချင်းတုန်းကဆိုရင်သူ့ကိုချီခိုင်းတယ်အခုမောင်လေးရှိတော့မချီနဲ့အောင်ဆိုပြီးတော့ပြောတယ်မောင်လေးမွေးပြီးရင်တော့ပြန်ချီရမယ်ဆိုပြီးတော့လည်းပြောထားသေးတယ်လို့သမီးဖြစ်သူရဲ့ချစ်စစ်ပွဲအပြုမှုလေးတွေကိုပရိသတ်တွေကိုဝေမျှထားတာပဲဖြစ်ပါတယ်အခုဆိုရင်တော့တရုတ်ဆောင်အဆိုတော်စနေမြင့်လင်တို့မိသားစုလေးမှာတော့သမီးတယောက်သားတယောက်နဲ့ပြပြစုံတဲ့မိသားစုလေးဖြစ်သွားပြီလို့လည်းပြောထားပါတယ်အခုလက်ရှိမှာတော့စနေမြင့်လင်ကကျမ်းမာရေးကိုအထူးကူးဆိုင်နေပြီးတော့ကိုဝင်တဲ့ဖြစ်လာတဲ့အတွက်လည်းစိတ်ရောလူပါကျမ်းမာပျော်ရွှင်အောင်နေထိုင်နေတယ်ဆိုပြီးတော့လည်းပြောထားပါတယ်အခုလိုမျိုးကလေးနောက်ထပ်တယောက်ထပ်ယူရတာကလည်းသမီးဖြစ်သူထရက်ရှာလေးအဖော်ရအောင်ယူလိုက်ရတာဖြစ်တယ်လို့လည်းစနေမြင့်လင်ကပြောဆိုပါတယ်ထရက်ရှာလေးမွေးပြီးကလေးကထပ်ပြီးတော့ကလေးမယူတော့ဘူးဆိုပြီးတော့ဆုံးဖြတ်ထားကြတာအဲ့ဒါကြောင့်9နှစ်လောက်ကြာသွားတာထရက်ရှာလေးအသက်ကြီးလာရင်တယောက်တည်းဖြစ်နေမှာဆိုတာရဲ့ကိုလည်းအသက်မကြီးခင်ကလေးနောက်ထပ်တယောက်ထပ်ယူဖြစ်တာအဓိကကတော့ထရက်ရှာလေးအတွက်စဉ်းစားပြီးတော့ယူလိုက်တာဆိုပြီးတော့လေစနေမြင့်လင်ကအခုဒုတိယကိုဝင်ဆောင်ရတဲ့အကြောင်းပရိသတ်တွေကိုပွပွလင်းလင်းနဲ့ရင်ဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်